Hello အားလုံးမင်္ဂလာပါကျွန်တော်ဒူဒီနဲ့ပတ်စံရှာမယ်ဒူဒီခုခါမှာအခုနောက်ထပ်ဗီဒီယိုတစ်ခုပေါ့နော်21ရက်နေ့အတွက်နှစ် complete လိုက်နေလူတွေအတွက်ပေါ့နော်ကျွန်တော်တို့လေဒီနှစ် complete ကိုပေးထားတယ်အဓိကကျွန်တော်တပတ်စာနှစ်6 break ပေါ့နော်ဒါပေမဲ့ဒီမှာနှစ် complete ကိုလေအနည်းဆုံးရှာပေးထားရပေါ့နော်နှစ် complete လိုက်နေတဲ့လူရှိရယ်ကျွန်တော်ပေးထားတဲ့တပတ်စာနှစ်6 break လိုက်နေတဲ့လူရှိရယ်ဒါပေမဲ့ဒီနှစ် complete ကိုအခု power break ပေါ့နော်အဲ့ဒါကိုပြပေးမယ်ပေါ့နော်နှစ် complete ကတော့ဒီခေါ်ပြီးမလို့တော့တယ်ဆိုတော့မနက်အခုမူပါပါလဲဆိုတော့မနက်ကို4-5ဖြစ်ရမယ်ပေါ့နော်4-5ဖြစ်ရမယ်ညနေဆိုရင်ညနေက3-9ထိပ်ဖြစ်ရမယ်မနက်ပိုင်း4-5တဲ့ဖြစ်ရမယ်တော့ညနေဆိုရင်3-9ထိပ်ဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုး4-5တဲ့ဖြစ်ရမယ်3-9ထိပ်ဖြစ်ရမယ်ညနေပိုင်းအဲ့ဆိုရင်သူကဒီမူရပါတော့အားလုံးပေါင်းစုပေါင်း5ချိန်ရှိတယ်3 4 5ချိန်ပေါ့နော်5ချိန်ရှိတယ်အဲ့5ချိန်မှာဒီ2ရက်တည်းမှာပေါ့နော်အခုကျွန်တော်တင်းနာနေမှာ4-5 3-5ဆိုဖြစ်သွားတယ်2ရက်တည်းမှာသူကနှစ် complete လိုက်တယ်ပေါ့နော်ဒီမှာနှစ် complete လိုက်တယ်ပေါ့နော်ဆိုတော့နှစ် complete လိုက်တယ်နောက်တစ်ဘားရှိအောင်လဲဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ရှာမယ်ဆိုရင်16ချိန်ပေါ့နော်ဒါပေမဲ့16ချိန်ကဒီနေ့ခွန်6နဲ့ပြီးသွားပြီဆိုရင်မရတော့ဘူးပေါ့နော်ထားရတော့အဲဆိုရင်ကျွန်တော်ဒီဗီဒီယိုပြောချင်တာအဓိကတော့နှစ် complete သမားတွေအတွက်ပေါ့နော်ပြီးနောက်တစ်ခုကဘာပြောလို့ရသေးလဲဆိုတော့ကျွန်တော်အခုမြင်ရသလောက်ပေါ့နော်ကျွန်တော်အခုကြည့်ရသလောက်ဆိုရင်အခုဒီမှာဆိုရင်ပြန်ကြလာနိုင်တယ်ဒါပေမဲ့ပင်ပြတ်ထားရရှိရပေါ့နော်ပင်ပြတ်ထားရရှိရပြီးရင်နောက်တစ်ခါခုနအရှိမဗီဒီယိုထူးတင်တာအဲ့ဗီဒီယိုမပါရပါတော့ကျွန်တော်short တဲမှာတင်ထားတာပေါ့နော်အဲ့ထဲမှာပါလဲဆိုတော့အဖူးနဲ့ပါဝါနဲ့ပေါ့နော်အဖူးနဲ့ပါဝါပြန်လာနိုင်တယ်တစ်ချိန်ဒီမှာကျွန်တော်မြင်အောင်ထောက်ပြမယ်ဆိုရင်အဲ့ဗီဒီယိုမှာအဖူးပါဝါပေးထားတယ်ဒီမှာဆိုရင်ပါဝါဒီမှာဆိုအဖူးဒီမှာဆိုရင်အပူဒီတစ်ပတ်တွင်းပေါ့နော်ဒီမှာဆိုရင်ပါဝါအပူပါဝါတစ်ချိန်ပြန်လာနိုင်တယ်ဆိုနှစ်မူဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ဒါတော့ဒီမှာတော့မလုပ်တော့ပါဘူးအဓိကကျွန်တော်ပြောချင်တာကနှစ် complete ကိုပြချင်တာပေါ့နော်နှစ် complete ကအဲ့မယ်မြင်တဲ့အတိုင်းပဲလက်ဖြင့်လာနိုင်တယ်နော်တခြားမူတစ်ခုလည်းရှိသေးတယ်တခြားမူဟုတ်တယ်သူကလည်းနှစ် complete ထဲကပဲကျွန်တော်အဲ့ဒါမှပြရသေးတယ်သူလည်းလက်ဖြင့်ရက်ပြီမှာပေါ့နော်လက်ဖြင့်ရက်ချင်းပြီမယ်ဆိုတော့လက်ဖြင့်နှစ် complete သမားကြီးကန်ကောင်းပါစီတခါနှစ် break ဆိုတော့ပိုကောင်းပါတော့နှစ် break ကတော့ပိုကောင်းတယ်နှစ် break ကိုကြိုက်တယ်ပေါ့နော်နှစ် break ကိုဒီထဲမှာလည်းအခုထဲမှာပြောမစင်လဲနှစ် break ဒီလာထားများတယ်ပေါ့နော်ဒီမှာဆိုရင်လည်းသူက complete တာလာနှစ် break လည်းလာသေးရပေါ့နော်ပြောချင်တာနှစ် break main ဆိုရင်တော့ကျွန်တော်တို့ဒါတပတ်စာ2 6 break ပါပြီးသွားပြီပေါ့နော်ဒီဂျားဖြက်နှစ် complete ကတော့ဒီနေ့ပြောမှဆိုရင်အခုမြင်တာများလို့ကျွန်တော်ဒါပြပေးရပါတော့နော်ကန်ကောင်းပါစေနော်လက်ဖြင့်ဒီ21ရက်နေ့